အားလုံးမင်္ဂလာပါဒီတစ်ခါနော်ကောင်းစဉ်ဒီ9ခုထဲကနေပြီးတော့ပထမဦးဆုံးနံပါတ်1ဖြစ်တဲ့ ether အကြောင်းကိုစပြီးတော့အဲ့လိုလေ့လာရအောင်နော် ether တဲ့နော် ether ဆိုတာဗာလေ organic compound တစ်မျိုးပဲနော် ether ဆိုတာဗာလေ organic compound တစ်မျိုးအောက်ဆီဂျင်အတန်ကိုတဲ့ဘုံနဲ့စီးနှောင်ထားတယ်2 alkyl group မှတ်ပြီနော် alkyl group ဘယ်နှခုလဲနှစ်ခုကစီးနှောင်ထားပါတယ်တစ်ချက်မှတ်ပြီနော်အဲ့ဆိုရင်သူ့မှာether နဲ့ပတ်သက်ပြီးတော့တဲ့ symmetrical ether ရဲ့တဲ့ခောက်ချိုးညီတယ်နော် symmetrical ခောက်ချိုးညီတဲ့ ether နော် symmetrical ပါလေ ether 2 alkyl group ဒီတဲ့ same ဘာဖြစ်လဲ alkyl group တူရမယ်နော် alkyl group တူရမယ် R နဲ့ R နဲ့တူရမယ်အဲ့လိုပဲခောက်ချိုးညီတဲ့ ether ဆိုရင် alkyl group နှစ်ခုတူရမယ်တစ်ချက် in symmetrical ether ခောက်ချိုးမညီတဲ့ ether တွေက2 alkyl group ဒီ different မတူရပါဘူးတဲ့အဲကြောင့်မလို့ဒီမှာ R နောက်တစ်လုံးကပါလေ R prime လို့မှတ်လိုက်နော်သူကအလေးမှာ over ether လို့အရှေ့မှာပြောခဲ့တယ်နော်အဲဆိုရင် C ဘေးမှာဗာလေဖြစ်မှာလေဒီမှာ hydrogen တွေနော်ဒီဘေးမှာ hydrogen တွေဖြစ်မှာဒီမှာလည်းဗာလေပဲ hydrogen တွေဝင်မှာနော်ဒါချင်းနဲ့သူ့ရဲ့ functional group ကိုပြထားတာနော် functional group hydrogen ဝင်မြက်ခါနော် functional group တွေနော်ဒီမှာ hydrogen ဖြစ်မှာဒီဘက်မှာလည်းဘာဖြစ်မှာလဲ hydrogen ဖြစ်မှာနော်ဒါရပြီအဲဆိုရင် ether လို့ပြောလိုက်တာ ਨੇ ether မှာနှစ်မျိုးရှိတယ်ဘာနဲ့ဘာနဲ့လဲ symmetrical ether ရဲ့ unsymmetrical ether ရဲ့ဆိုပြီးတော့နှစ်မျိုးရှိတယ်နော် symmetrical ether ဆိုတာခောက်ချိုးညီတယ်ခောက်ချိုးညီတယ်ဆိုတာဘာလဲကြည့်ကြည့်အောင်နော်ဥပမာ C H3 နော် single bond O C H3 ခောက်ချိုးညီအမျိုးအစားဘာဖြစ်သွားလဲတူသွားပြီနော် alkyl group ဘယ်နှခုလဲနှစ်ခုဒီမှာနော်ကာဗွန်တစ်လုံးမလို့ပါလဲမီနော်မီဆိုတော့မီတိုင်းနှစ်ခါဆိုတော့ဒိုင်နော်ဒိုင်မီတိုင်းသူဘာလို့ဖြစ်မလဲဒိုင်မီတိုင်းအလေးမှာ O ပါရင် ether ဆိုဒိုင်မီတိုင်း ether ပြန်ပြောဘယ်လိုပြောလဲသူကိုဒိုင်မီတိုင်း ether ဒါပါလေခောက်ချိုးညီတဲ့ ether တွေ symmetrical ether ကိုရေးပြနေတာနော်အဲ့ဒါဆရာရဲ့နောက်တစ်မျိုးခောက်ချိုးမညီတဲ့ ether ဆိုတာဘာလဲ R O R နော် R prime လို့ရေးပြထားတယ်ခောက်ချိုးမညီရင်တဲ့ခောက်ချိုးမညီတဲ့ ether ဆိုတာဘာလဲပေါ့နော်ကြည့်အောင်အဲ့ဒါခောက်ချိုးမညီအောင်က CH3 ဒီမှာနော်ဒီဟာပဲနမူနာရတယ် CH3 နောက်တစ်ခုတိုးလာတယ်နော်ဘလို့တိုးလာလဲဆိုတော့ CH2 နောက်မှာ CH3 နော် alkyl group နှစ်ခုမတူတော့ဘူးဒီမှာအရှင်းမှာပါလဲ CH3 ဆိုရင်မီတိုင်းနော် CH3 ဆိုပါလဲမီတိုင်းနော် CH3 ဆိုပါလို့ခေါ်လဲမီတိုင်းနောက်မှာကာဗွန်ဒီမှာကြည့်တစ်လုံးနှလုံးဆိုတော့ပါလဲ E နော်အစားထိုးအုပ်စုတွေမို့လို့ YN နဲ့ဆုံးတယ်မို့လို့သူ့ပါလဲ E တိုင်းနော်ပါလဲ E တိုင်းအဲ့ဆိုရင်မီတိုင်းနဲ့ E တိုင်းပါလာပြီတူသေးလားခောက်ချိုးမညီတော့ရှင်းမှာပါလဲဒီမှာမီတိုင်းနောက်မှာပါလဲ E တိုင်းဆိုတော့ကြည့်လားအလဲမှာ O ပါတော့ ether ပေါ့လေ O ပါတော့ပါလဲ ether နော်အဲ့ဒါဘာလို့ခေါ်လဲခောက်ချိုးမညီတာကိုပြောပြတယ်နော်ခောက်ချိုးမညီဘူးဒီမှာကြည့်အရှင်းမှာမီတိုင်းအနောက်မှာပါလဲ E တိုင်းဖြစ်နေတယ်အဲ့ဒါကိုခောက်ချိုးမညီတဲ့ ether လို့ခေါ်တယ်နော်ဒီကောင်လာမပါလာဘူးနော်သူ့မှာခောက်ချိုးညီတဲ့ ether ဆိုရင်ဘယ်လိုလဲခောက်ချိုးညီတဲ့ ether ဆိုရင် CH3 single bond O single bond CH3 နော်အဲ့ဒါပါလေခောက်ချိုးညီတဲ့ ether ပါနော်ဒါက ether ရဲ့ formula အကြောင်းကိုစတင်ပြီးတော့လေ့လာနေတာဖြစ်ပါတယ်နော်အဲ့ဆိုရင် unsymmetrical ether နဲ့ symmetrical ether အကြောင်းကိုနားလည်မယ်လို့ထင်ပါတယ်နော်အဲ့ဆိုရင်သူ့ရဲ့ functional group ကဘာလဲ ether functional group က O ကိုတဲ့အောက်ဆီဂျင်တန်ကိုဘုံတဲ့စီးနှောင်ထားတယ်တဲ့2 alkyl group ကနှစ်ခုကစီးနှောင်ထားတယ် general formula က CnH2 and plus 2O နော်2 2ပေါင်း O တစ်လုံးအလွယ်နီး2 2ပေါင်း O တစ်လုံး
ဒါနမူနာဤသားရဲ့နမူနာကိုရေးပြပါဆိုရင်ခေါက်ချိုးညီတဲ့ကောင်ပဲနမူနာရေးပြမယ်နော် CA3 စင်ငယ်ပုံမရေးတော့ဘူးနော် OCA3 တဲ့ဒီမှာ CA3 ဆိုတော့ကာဗွန်တစ်လုံးရှင်းမှာလဲကာဗွန်တစ်လုံးနောက်မှာလဲကာဗွန်တစ်လုံးဆိုရင်မီနောက်မှာလဲကာဗွန်တစ်လုံးဆိုရင်မီနော်အဲ့ဆိုရင်အစားထိုးအုပ်စုမို့လို့မီတိုင်းနှစ်ခါမို့လို့ပါလဲဒိုင်မီတိုင်းဤသာဘယ်လိုမြည်ပေးလဲဒိုင်မီတိုင်းဤသာနော်အဲ့ဆိုရင်ဒါပါလဲဤသာရဲ့နော်ဖော်မူလာအကြောင်းကိုစတင်ပြီးတော့ခွဲဖြာလေ့လာကြပြီနော်အဲ့ဆိုရင်နောက်တွေမှာလာပြီပါတယ်လေ့လာမလဲအဓိကရေးကြီးတဲ့ပိုင်းတွေလာပြီဤသာနဲ့ပတ်သက်ပြီးတော့ nomenclature အမည်ပေးစနစ်တွေလာပြီနော် nomenclature ရောပါလဲဤသာသူ့ရဲ့ compounding ကိုအမည်ပေးတဲ့အခါမှာအကိုင်းဤသာပုံမီနော် compounding အကိုင်းဤသာအမည်ပေးဘယ်လိုပဲလဲအစားထိုးအုပ်စုကိုအရင်ပေးပြီးမှဤသာနောက်မှရေး compounding အမည်ပေးအကိုင်းဤသာပုံမီနော်ပုံမီနောက်မှရေးတယ်နော်အကိုင်းဤသာ compounding ရေးဘယ်လိုအမည်ပေးလဲအကိုင်းဤသာအစားထိုးအုပ်စုအရင်ပေးပြီးမှဤသာကိုရေးနော်နောက်တစ်ချက် O နဲ့ဆက်နေသောအကိုင်း group နှစ်ခုကိုတဲ့တိချာစီစဉ်ပြီးပါလို့လေအမည်ပေးပြီးဤသာဖြင့်ဆုံးသက်ရမယ်တစ်ချက်မှန်တယ်နော် O နဲ့ဆုံးသောအကိုင်း group နှစ်ခုကိုတိချာစီအမည်ပေးပြီးဤသာဖြင့်ဆုံးသက်ရမည်တစ်ချက်နံပါတ်3အကိုင်း group များ၏အမည်ကိုအခရာစဉ်တိုင်းဦးစားပေးရေးရမည်အခရာစဉ်တိုင်းဦးစားပေးရေးရမည်ဥပမာ ABCD မင်းတို့ရပါတယ် ABCD ဆိုတော့ဘယ်သူရင်လာလဲ E နဲ့ M မှာဘယ်သူရင်လာလဲဥပမာနော် E ABCD E နော် E ရင်လာတော့ E တိုင်းနော်ခုနကတော့ဒီမှာရေးပြခဲ့တဲ့နမူနာလေး asymmetry ကမှာရေးပြခဲ့တဲ့ဥပမာဆိုကြပါစို့နော်အမည်ပေးလာပြီ CA3 အခရာစဉ်တိုင်းရေးရတယ်လို့ပြောတာဘာပြောတာလဲနားမလည်မှာဆိုလို့ O နော် CA 2 single bond CA3 ဆိုကြပါစို့နော်အဲ့ဒါဒီကောင်မှာပါလဲ symmetric လာ asymmetric လဲဆိုတော့ asymmetric နော်အရှိမပါလဲမီတိုင်းနော်နောက်မှာပါလဲဤတိုင်းဘယ်လိုအမည်ပေးမှာလဲအဲ့ဆိုရင်အခရာစဉ်တိုင်းအရင်ပေးရမယ်ဆိုတော့ E အရင်လာတာမဟုတ်လားဤတိုင်းနဲ့မီတိုင်းမှာဘယ်သူရင်လာလဲ E ရင်လာတော့ဤတိုင်းနော်ဘယ်သူအရင်ရေးလဲဤတိုင်းပြီးတော့မှာပါလဲမီတိုင်းဤတိုင်းမီတိုင်းဂျာမှာ O ပါဤသာအဲ့ဆိုရင်ဤတိုင်းမီတိုင်းဤသာအဲ့လိုအမည်ပေးရတာအဲ့ဒါပါလဲအခရာစဉ်တိုင်းအမည်ပေးတယ်လို့ပြောတယ်နော်နှုတ်ကိုပဲအရင်ဆုံးဆရာတို့မှတ်ရအောင်ပြီးမှဘာလို့လဲbasic ရေးပြီးတော့ရှင်းပြမယ်နှုတ်ကိုခေါင်းထဲမှာဆွဲနေအောင်မှတ်ပါနော်ဒါကအခရာစဉ်တိုင်းအမည်ပေးတာကိုနမူနာပြောတာအဲကြောင့်နှစ်ခုတူနေရင်ဒိုင်မီတိုင်းဤသာဒိုင်ဤတိုင်းဤသာဒိုင်မီတိုင်းဤသာ try ဤတိုင်းဤသာနော် try မီတိုင်းဤသာထုံးနေလကောင်ပေါ့အဲကြောင့်အလွေးနည်းဘယ်လိုမှတ်ဂျာမာအိုပါဤသာပြန်ပြောမယ်ဂျာမာအိုပါဤသာနော်အဲ့လိုမှတ်တာနော်အဲဆိုရင် nomenclature ရဲ့ note ကိုဤသာရဲ့ formula နဲ့ nomenclature နောက်နှစ်ခုပဲမှတ်ပြီးရင် nomenclature အမည်ပေးနည်းကိုနောက်ထပ်ဗီဒီယိုမှာနော်လေ့လာရအောင်ဒီနေ့တော့ဒီလောက်ပါပဲเนาะဒါအများကြီးဆိုရင်မေ့တော့မှာဆိုလို့เนาะအဲဆိုရင်ဒါတော့အခုဤတာရဲ့ဗာလဲ formula နဲ့ nomenclature ရဲ့ note ကိုခေါင်းထဲမှာစွဲနေအောင်ပါလို့လေမှတ်ပေးပါနောက်ဗီဒီယိုမှာ IUPAC nomenclature ဤတာအကြောင်းကိုရေးပြပါမယ်เนาะကလေးတွေစိတ်ဝင်စားအောင်เนาะသေချာနားလေအောင်ရှင်းပြပေးတော့မှာဖြစ်ပါတယ်เนาะအကောင့်ကို like follow လေးလုပ်ပြီးတော့grade 12ကလေးတွေရှိတယ်ဆိုရင်ပို့ပြီးတော့ဘာလို့လဲအတိပေးပေးပါဒီမှာပညာဒါနဖြစ်ပညာဒါနသင်ကြားပေးနေရဖြစ်ပါတယ်အားလုံးစိတ်ကြံမှန်ခြင်းကိုယ်ကြံမှန်ခြင်းနဲ့ပြည့်စုံကြပါစေ see you next video